အစ္စလမ်ဘာသာဝင်တွေဗလီကျောင်းတော်မှာတောက်ကြနေတွေရောက်ပြီဆိုရင်ရှစ်ခိုးတဲ့ဖျားရှစ်ခိုးပေါ့ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေရတော့ဖျားကျောင်းရောက်ပြီဆိုရင်ရှစ်ခိုးတာမရှိဘူးလားဘယ်လိုရှစ်ခိုးလဲဆိုတော့ကာယကံဝစီကံမနောကံကံသုံးပါးတို့ပြမမိခဲ့သည်ရှိတော့ပျောက်ပါစေခြင်းအကျိုးငါဆိုပြီးတော့ရှစ်မခိုးဘူးလားနမောတတ္တနဲ့လည်းရှစ်မခိုးဘူးလားနမောတတ္တဒါဘုရားကိုရှစ်ခိုးတာဟိုဟာကကိုယ့်ရဲ့အပြစ်တွေကျူးလွန်မိတာတွေရှိရင်အဲ့ဒီအပြစ်တွေပျောက်အောင်ရှစ်ခိုးတာသူတို့လည်းပဲသူတို့ရှစ်ခိုးတာတွေရှိတာပေါ့မရှိဘူးလားရှိတယ်အဲ့ဒါကိုဦးဇင်းကရွတ်ပြတာပေါ့ရှင်ဘုရားတို့အရှင်ဘုရားတို့ဘုရားလို့အဲ့ဒီမှာလို့သူတို့ဗလီကျောင်းမှာဆိုရင်အဲ့လိုအော်တာတွေရှိပါတယ်လို့ရှစ်ခိုးတာတွေရှိပါတယ်လို့ဘယ်လိုရှစ်ခိုးတာလဲလှုပ်ဆန်းမအောင်ဆိုတော့ဒီကလည်းအော်ပြကျင်တာနဲ့တော့အကြိုက်ပေါ့လေအော်တော့မယ်နော်နားထောင်ကြင်ကြပြီလားသိကြလားအလ္လာဟ်ဝမ်မာတူလားကြောက်ကြလားအဓိပ္ပာယ်ကောနားလဲလားအဓိပ္ပာယ်ကအိုးအလ္လာထာဝရဘုရားသခင်တော့ပေါ့လားနောက်တစ်ကြောင်းရှာဒလ်ရှမ်လဝမ်အဓိပ္ပာယ်နားလဲလားနားလဲမလဲဘဲနဲ့ရည်ရတယ်ဗျာနော်အဓိပ္ပာယ်ကအစ္စလမ်ဘာသာဝင်မှအပကျမ်းဘာသာဝင်များအားခြေမှုန်းတော်မူပါနောက်တစ်ကြောင်းဝမစေချံမဝံအဓိပ္ပာယ်ကထိုဘာသာဝင်များဤအစီအယုံများကိုဖြိုခွဲပြစ်တော်မူပါဝဇံစေယံကရမဟွာထိုဘာသာဝင်များဤအောက်ခြေများကိုရိုက်ချိုးတော်မူပါဝတ္တမိန်သေယရဝံအစ္စလမ်ဘာသာဝင်မှပါကျမ်းဘာသာဝင်များဤမြို့ရွာများကိုမြေလှန်ပြစ်တော်မူပါဝဇံစိန်ဘေဟံဘစကလန်ဒီလန်တို့ဟုအနိကောမိမုဂျေမေအဓိပ္ပာယ်ကထိုပြစ်မှုကျူးလွန်သူဝါအလ္လာဟ်ရှင်မြတ်ဤအမိန့်တော်ကိုမနာခံသူမိစ္ဆာဒိဋ္ဌိများအခြားဘာသာဝင်များအားနလန်မထူနိုင်အောင်ချပေးတော်မူပါအဲ့ဒါဦးဇင်းကအဲ့ဒါအကုန်သွားပြီသူတို့တောက်ကြနေဆိုချက်ခိုးတယ်ဟာအဲ့ဒါပြီးတော့ဟာလို့ဒီတန်းတိုင်းချက်ခိုးတာကြီးဟုတ်ပါမလားပေါ့အစင်းစားလိုက်ပြီးတော့ကိုရန်ကျမ်းကိုလိုက်ရှာကြည့်တာစာအုပ်ပါတဲ့ဦးဇင်းတို့ကိုရန်ကျမ်းနှစ်အုပ်အတွက်သူတို့အစ္စလာမ်ရဲ့ဝန်ကြီးဌာနကနေထုတ်တဲ့ကိုရန်ကျမ်းရှောက်ကြည့်တဲ့အခါကျတော့အပိုက်အဆောင်6အပိုက်65 665လို့မှတ်ထားရင်လွဲတယ်အဲ့ဒီမှာ तू ကဘာပြောတာလဲဆိုတော့အိုနဗီတမန်တော်တဲ့အသင်သည်ဤတို့လီပြောကြပါလေဒါခုနပြောလိုက်တာပေါ့နော်ဗလီကျောင်းမှာပြောတာပေါ့ထိုအရှင်မြတ်သည်အလ္လာဟ်ရှင်မြတ်ကိုပြောတာအသင်တို့အပေါ်အသင်တို့ဤအထက်မှဖြစ်စေအသင်တို့ဤခြေတော်များအောက်မှဖြစ်စေတဲ့တစုံတရာတို့သိရောက်စေခြင်းကိုတော်၎င်းအသင်တို့ဟာအသင်အဖွဲများကွဲပြားစေပြီးအချင်းချင်းတိုက်ခိုက်စေလျက်အသင်တို့အနေအချို့ဤတိုက်ခိုက်မှုအရသာကိုမြည်စမ်းခြင်းကိုတော်၎င်းပြုနိုင်စွမ်းတော်မူသောအရှင်ဖြစ်တော်မူသည်